စိုက်ပျိုးရေးနည်းလမ်းနဲ့ပတ်သက်ပြီးပြောပြမယ်။ဆောင်းရာသီရောက်တာနဲ့အပင်တွေအရွက်ကျွေပြီးငါအပင်သေးပြီလားထင်မိတတ်ပါတယ်။တကယ်တမ်းကအပင်ကအိတ်ဆက်နေတာပါ။ဒါကို dormancy လို့ခေါ်တယ်။ dormancy ဆိုတာအပင်တွေရဲ့ရှင်သန်ရေးဗျူဟာပါ။ဆောင်းရာသီအေးဒါမှမဟုတ်မိုးခေါင်ရာသီကိုဖျက်ဆီးဖို့အပင်ကကြီးထွားမှုရပ်တန့်ပြီးစွမ်းအင်ချွေတာပါတယ်။အရွက်တွေကျွေကျသွားပေမဲ့အမြင့်နဲ့အကုန်းအဖူးတွေမှာအသက်ရှိနေသေးပါတယ်။ຫນွေဥရာသီပြန်ပူးလာရင်အပင်ကပြန်နိုးထပြီးအရွက်သစ်ပန်းသစ်တွေထွက်လာပါလိမ့်မယ်။ dormancy ဝင်တဲ့အပင်တွေကဘာတွေလဲ။အရွက်ကျွေပင်တွေပန်းသီးမမုံသစ်ကြားသီးစပြစ်တွေပင်။ဆောင်းရာသီမှာအရွက်လုံးဝမရှိဘူး။ဥပင်တွေကြက်သွန်ဖြူကြက်သွန်နီအာလူအပင်အထက်ပိုင်းညှိုးချောက်သွားပေမဲ့မြေအောက်ဥမှာအသက်ရှိနေတယ်။အပူပိုင်းအပင်တွေမိုးခေါင်ရာသီမှာအရွက်ကျွေပြီးရေချွေတာတယ်။လက္ခဏာတွေကတော့အရွက်ဝါခြင်းကျွေကျခြင်းကြီးထွားမှုရပ်တန့်ခြင်းပါ။ dormant ဖြစ်နေတဲ့အခါဘာလုပ်ရမလဲ။ပထမရေကိုလျှော့လောင်းပါ။ရေသိပ်များရင်အမြင့်ပုတ်တတ်ပါတယ်။မြေချောက်မှာရေလောင်းပေးပါ။ဒုတိယမြေပေါ်စာလုံးဝမကျွေးပါနဲ့။ dormant ဖြစ်နေတဲ့အပင်ကအာဟာရမဆုပ်ယူနိုင်ပါဘူး။မြေပေါ်စာကျွေးရင်အမြင့်လောင်းတတ်ပါတယ်။တတိယဒဇင်မဖြတ်ပါနဲ့။ຫນွေဥမရောက်ခင်မဖြတ်ပါနဲ့။ຫນွေဥရောက်ရင်အပင်ပြန်နိုးလာတဲ့ခါမှာတေတန်းစင်တွေကိုဖြတ်ပေးပါ။စတုတ္ထအေးဓာတ်ကနေကာကွယ်ဖို့အပင်ချေရင်မှာမြေဖုံးလက်ဖုံးပေးပါ။ dormancy ကိုအပင်ရဲ့အနားယူခြင်းလို့မှတ်ထားပါ။လူတွေအိပ်ဆက်ဖို့လိုသလိုအပင်တွေလည်းအိပ်ဆက်ဖို့လိုပါတယ်။ဒီအချိန်မှာအရန်ဂယူးဆိုင်စရာမလိုပါဘူး။စိတ်ရှည်ရှည်ထားပြီးຫນွေဥကိုစောင့်ပါ။ပြန်နိုးလာရင်တမ်းမှာလှပတဲ့အပင်ကိုပြန်မြင်ရမှာပါ။နေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးရေးနည်းလမ်းတွေကိုလေ့လာပြီးစိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ follow လုပ်ထားပါ